ဘောကဘာလဲဆိုတော့ဘောကမွေးဖွားလာတယ်ပြီးတော့တည်ဆုံးသွားတယ်ဒါပဲလေကျတို့ကခက်တာကအဲ့ဒီမွေးဖွားတာနဲ့တည်ဆုံးတာကိုခေါင်းထဲကိုမရှိဘူးအဲ့ဒီဂျားကာလမှာဖြစ်နေတဲ့သူကဘာငါဘာသူအဆင်ပြေတယ်ငါအဆင်မပြေဘူးဆိုတာတွေလောက်တပဲစိတ်ထဲရပါတော့နားလေလားဟုတ်လားတကယ်တမ်းကအဲ့ဒီအဆင်ပြေတာတွေမပြေတာတွေကအခိုက်အတန့်ပဲဘာမှသိတော့အရေးပါလာတာတော့မဟုတ်ဘူးတော့သူအဆင်ပြေလဲပဲသိရမယ်ဘဝအဆင်မပြေလဲပဲသိရမယ်ဘဝဘဝကိုကျွတ်တို့ကသိရမယ်ဘဝလို့မြင်တတ်ဖို့လိုတယ်အဲ့ဒီအမြင်မှန်ကမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ခေါင်းထဲကိုသိမရောက်ဘူးဖြစ်နေတယ်သူကဒီဘာဝနာတွေရဲ့အစွမ်းကထက်ခါဖြစ်အောင်လုပ်မှအစွမ်းကပြတာတစ်ခါနှစ်ခါလောက်သိတဲ့အတိနဲ့အကျဉ်းယာနဲ့ချီပြီးတော့သိတဲ့အတိဟာစွမ်းအားရင်မတူဟုတ်လားဆိုကြမစို့သိရမယ်ဆိုတာအမှန်တရားအဲ့ဒါကိုသိတာဟာပညာအဲ့ဒီပညာကတစ်ခါနှစ်ခါလောက်နဲ့သိပြီးတော့အစွမ်းကမပြထက်ခါသိကြည့်လိုက်အဲ့ဒီအတိကကိုယ်ဘယ်လိုလမ်းညွှန်ချက်တွေပေးမလဲကိုယ်ဘယ်လိုစိတ်ထဲမှာရှင်းလင်းသွားစေမလဲကိုယ်စိတ်ထဲမှာဘယ်လိုငြိမ်းအေးမှုဖြစ်စေမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်ရင်သိမြတ်စွာဘုရားမရဏနုဒ္ဓတိတေခြင်းကိုဘာထပ်အမှတ်ရမယ်ဆိုလို့ရှိရင်ဥပတမယနှလုံးစိတ်ဝမ်းငြိမ်းအေးလိမ့်မယ်လို့ဓာတ်ရိုက်ဟောထားတယ်ဒါစိတ်တွေပူးလောင်နေတယ်ဆိုရင်ငါတေးရမယ့်လူပါလို့စဉ်းစားလိုက်ငါဘေးကလူတွေလည်းတေးရမယ့်လူတွေလို့စဉ်းစားလိုက်ဒီခါတလေဘုံဘုံတို့ဟာကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိုးရိမ်တာပူလောင်တာရှိတယ်လို့သူများဘဝတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေတာပူနေတာတွေမရှိဘူးလားမိဘတွေဆိုရင်တာသမီတွေရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့အများကြီးသူတို့စိုးရိမ်ကြတာပူကြတာပေါ့ဒါဘုံဘုံကတော့လက်တွေ့ကြလေးဒေသနာတွေကိုအသုံးချကြည့်စေခြင်းတယ်ကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေပူနေတယ်ဆိုရင်ငါမကြခင်သိမှာပါဘာဒီမြန်ပူနေတာတော့ငါဟာတေလူတယောက်ဖြစ်တယ်ဆိုတဲ့အမှန်သိမှုဟာကိုယ့်ဘဝအတွက်အများကြီးပူနေတာတွေကိုလျှော့ချနိုင်လိမ့်မယ်ဟုတ်ပြီအဲ့လိုဆိုရင်သူများဘဝနဲ့ပတ်သက်ပြီးတော့ပူတဲ့အခါကာလမျိုးမှာဒါနီးပေးနေတာနော်သာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါမယ်ပူရင်လည်းပဲမညှမတာလာစဉ်းစားလိုက်သူတို့လည်းပဲတေးရမယ့်အကောင်လေးတွေတေးရမယ့်လူလေးတွေစိတ်ထဲမှာဘယ်လောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေအောင်မင်္ဂလာမှအလွန်မင်္ဂလာရှိတဲ့စကားပြောတယ်မှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိတယ်တော့ဟုတ်လားစဉ်းစားနော်ဒါကိုဘေးကလူတွေအကုန်လုံးကိုလည်းပဲသေလူလို့တွက်တာဘုန်းတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်တယ်ကိုအရင်နှီးဆုံးလူတွေပေါ့ဟုတ်တယ်မဟုတ်လားကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုးတွေနည်းနည်းလေးဝေးသွားလေးဒုက္ခပေးနိုင်မှုအားနည်းလေးနီးလာလေးဒုက္ခပေးနိုင်မှုကြီးလေးပဲစဉ်းစားကြည့်လေကိုယ်စိတ်တွေကြိမ်ဖန်များစွာပူနေရတာဘယ်သူအတွက်ပူနေရတာတော့အဲ့လူတွေပဲဟုတ်လားဒါကြောင့်မလို့သိချင်းကိုစဉ်းစားရင်ပထမဒုက္ခအပေးနိုင်ဆုံးကိုယ့်ဘဝအကြောင်းကိုအရင်စဉ်းစားငါသေလူတယောက်ဖြစ်တယ်ဒီကိုတေးရလိမ့်မယ်ဘယ်လိုမှရှောင်လို့မရဘူးသေပြီဆိုတာနဲ့ဒီဘဝရဲ့အခြေအနေကောင်းတယ်ပဲပြောမကောင်းဘူးပဲပြောမကောင်းတကောင်းပဲပြောချင်တာပြောအဲ့ဒါတွေအကုန်လုံးဟာပြီးသွားလိမ့်မယ်ဟုတ်လားအဲ့လိုဆိုရင်ကျန်တဲ့လူတွေကိုလည်းအဲ့လိုညံနေရရှင်းထုတ်နိုင်ဖို့လုပ်တယ်သားသမီးတွေကိုဘေးရဆွေတွေမျိုးတွေလှုပ်ဖို့ကိုင်းဘက်တွေအကုန်လုံးပေါ့လေအကုန်လုံးဘလို့အောင်မရဘူးသေလူတွေတို့လည်းဘယ်ချင်းသိမယ်တောင်မသိနိုင်ငါရင်သိမလားငါတော့သိမလားဘူးမှတိတိကျကျမသိနိုင်အဲ့ဒီအမှန်တရားကိုဘုံဘုံတို့ဟာပယ်နေစဉ်းစားအဲ့ဒီစဉ်းစားလို့ရလာတဲ့အသိဉာဏ်ပညာဟာစိတ်နှလုံးရဲ့ပူလောင်မှုကိုဘလောက်ငြိမ်းအေးသွားသေးမလဲဆိုတာကိုလက်တွေ့သိအောင်လုပ်ဟုတ်လားပြီးလို့ရှိရင်လေခွေးလေးတွေကြောင်လေးတွေမြင်နေရတာလေးတွေအကုန်လုံးနော်ပြီးရင်ရှိသမျှတရားဝါအကုန်လုံးကုန်ပြတ်သွားကြမှာဟုတ်လားပြီးရင်တစ်ကပြန်စားဟောတစ်ခုပြန်စားပြက်ပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီအဲ့ဒီကိစ္စကိုမြန်မြင်အောင်ကြည့်များမြင်အောင်ကြည့်ဘဝရဲ့ပုံမှာနားလည်မှုအလွန်မှမြင်မာလာတာကိုသိရတယ်ဟုတ်လားဘုန်းတော်ကဘဝနဲ့ပတ်သက်ပြီးတော့ဘာမှလေးလေးနက်နက်သိအောင်မလုပ်ဘူးဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းတော်နားလည်တာကရှင်းသန်းနေတဲ့အခိုက်အတန့်မှာဘလို့နေရမလဲဆိုတဲ့ကိစ္စကိုပဲအများကြီးတွေးတာသူများအဆင်ပြေတယ်အဆင်မပြေဘူးအဆင်ပြေတယ်မပြေဘူးပြောနေတာကိုကစားဘာနဲ့ပတ်သက်ပြီးတော့ပြောနေတာတော့ရှင်းသန်းနေတာနဲ့ပတ်သက်ပြီးတော့ပဲပြောနေတာဒါမင်းအဆင်ပြေမပြေသေလဲသေရအောင်ပါဆိုတာပါတော့အမှန်တရားကြီးအဲ့ဒီအမှန်တရားကိုဘုန်းတော်ဘာလို့ရမှာတော့
စဉ်းစားရမယ်ခုဒီမှာမြတ်စွာဘုရားအနှစ်ချုပ်လေးပြောတာနော်ပုဏ္ဏပုဏ္ဏဇာယတိမိယတိစာထခထခဖြစ်ရတယ်ထခထခဖြစ်တော့ထခထခပြည့်ရတယ်ပေါ့မွေးရတယ်ပေရတယ်